လာပါရှင်နာမည်ဘယ်လိုခေါ်လဲခင်ဗျာ ဒေါခေးပါဒါဒီနားမယ်မကြသေးပါဘူးမကြသေးဘူးဟောအဲ့လို9နှစ်ကျော်9နှစ်ကျော်ဟိုကကိုဗစ်ဖြစ်ကြတဲ့ဒီရောက်တာအရင်တော့ကသေးကြိုထွက်တာလေသေးကြိုအမေကသေးကြိုအိမ်တော်ရစင်တရမယ်ထွက်တာဟုတ်ကဲ့နောက်တစ်ခါကျတော့စက်ကြကြီးကရှေးပေါက်မယ်ကျမထွက်ပါတယ်ရှင်သက်မဖွင့်တော့ဒီမဲ့ရောင်းကောင်းနေလို့ဒီနေ့လည်းကိုတို့အကျိုးပေးကိုကြိုးပေးတယ်ဒီနားပို့ရောင်းရလို့ဘုံပြစ်တဲ့လက်ပါဘုံပြစ်တဲ့လက်ကျဲဦးနဲ့အနီးအဖြူဟုတ်ကဲ့တခုကို900ကျဲဦးနဲ့တထောင်ဟုတ်ကဲ့ခရမ်းညင်တိရုပ်တိကျန်းကျင်တိရုပ်သူတို့ကြိုက်ရင်ကြိုက်တယ်လို့ဟောတိုက်များများလေးဆိုများများလေးနည်းနည်းဆိုနည်းနည်းခဲဆိုဒီလေမျိုးစားအနီးရဲ့အဖြူရဲ့ကြက်ဥရဲ့ရေတူလေးရဲ့ဟုတ်ကဲ့လေးမျိုးဒါမုံရည်ပါဒါကြကြက်ဥနဲ့တော့ဒါကြောက်တယ်ခုနအန်ဒီပြောလိုက်တာမဟုတ်ပြစ်စလစ်လို့ပြောဘုံပြစ်တလက်ကဟိုကလေအထူလေးတွေလေဟောအထူလေးတွေရေတူဒါရေပါဟိုကအထူလေးပေါ့မုံရည်ပါကြဒါပဲလေဒါပဲမဟုတ်ပြစ်စလစ်ကရောမုံပြစ်တလက်ကကြအနီးနဲ့အဖြူရေတူလေးပေါ့လမ်းပေးဆိုင်ကလူတိုင်းစားနိုင်တယ်လေဆိုင်ကြီးနဲ့ကြတော့ငါတို့ကလည်းဘယ်သူမှမစားနိုင်ဘူးလေဟုတ်လားဟုတ်ကဲ့ပတ်သက်ရှိတဲ့ကားတွေနဲ့ပဲစားမှဘေးရဟာပြီးစားဘူးအန်တီက900ပဲရောင်းတာလေသူများတဲ့တက်ခိုင်းတာအန်တီကကိုမတက်တာဟာဘာလို့မတက်မငားချင်လို့မငားတာလေ900ဘာလို့မတက်တာပြောပါဟောမတက်ချင်လို့ဘာလို့မတက်တာလို့အားနာတယ်လေအန်တီကအဲ့ဒါကြောင့်မတက်တာငါတူရေဟုတ်ကဲ့အန်တီကိုသေးဝက်တက်ခိုင်းတယ်အန်တီကမတက်တာဟုတ်ကဲ့ဟုတ်အန်တီတက်ရင်ရတယ်လေအန်တီကအပျော်ရောင်းတာလို့ဟုတ်ကဲ့စီးပွားဖြစ်မဟုတ်တော့ဘူးလေဟုတ်ကဲ့နော်စီးပွားဖြစ်ဆိုငယ်ကလေးကစီးပွားဖြစ်အောင်လုပ်မှာဟုတ်တယ်မလားဒါခုစီးပွားဖြစ်မှာပေါ့ခုကြောက်တပိတ်တာကို1000ကျော်ခုကြောက်တစ်လုံးကို600လောက်ရှိတယ်အန်ဒီကခု1000ရောင်းတာမုံမြစ်တလက်က900တွက်ကြည့်လိုက်တော့ညက်ကအဓိကမဟုတ်ဒါအခုအပျော်ရောင်းတာပါဆိုပျော်ရောင်းတာပါဟမ်ဟုတ်ဘယ်လောက်ကြီးပျော်သလားတော့မမင်းနဲ့အထွက်တဲ့နေပြင်းနေဘာဖြစ်လို့တော့ဟမ်ဈေးဝယ်တွေနဲ့စကားမပြောရလို့လေနော်ဈေးဝယ်တွေနဲ့စကားပြောရတာပျော်တယ်လေပျော်တယ်အန်တီကသွားတယ်လေဗါတဲ့မုံကောင်းတာမို့မေတ္တာတွေကောင်းတယ်ဟုတ်လားနော်မုံကအဓိကမုံသူဆိုလာအားပေးတာမေးကြည့်တယောက်တည်းဘယ်နဲ့ကူစားရတယ်အလူမလေးဖြေလိုက်အောင်တော့အန်တီ16နှစ်ကပဲတွက်ကြည့်လိုက်တော့အခု60နှစ်ဆိုတော့တွက်လိုက်20ဆို40ကျော်ပေါ့ဟောအိမ်တို့ရစင်တရာခက်ပြက်လေဈေးကြိုအဲ့နာနေစရောင်းတာအဲ့နာတော့ခွေးမုံမြစ်သက်လက်ဆိုနာမည်ကြီးအဒီကကျတော့နာမည်อ่ะဒေါခင်အေးတဲ့ဟုတ်လေနာမည်မပေးတော့ဘူးလားအမေနာမည်ပဲယူတော့တော့အဲ့ကြတော့ဒေါခင်နဲ့ခေါ်တာဟောဒေါခင်လို့ပဲခေါ်တာကြားတဲ့နေ့ကြာသွားလိမ့်မယ်နော်ကြားတဲ့နေ့အန်တီအများယူမယ်လေဒါတော့နော်အခုတော့မြက်လာဆိုမြက်တယ်လေဟိုလိုတားကြီးမမြက်တာပေါ့ခိုင်းနေပါလားဝယ်ရနော်တန်းချင်းလူမရဘူးလို့ဘာလို့ချင်းလူမရဘူးလို့ကားနဲ့လူပဲရောင်းတာလို့ဘယ်နဲ့ချက်စောင့်နေတာငါသမီးဘယ်နဲ့ချက်စောင့်နေလဲပြောလိုက်မသူကချီးကျင်နေလေဒါမှမဟုတ်ချီးကျင်လူမရအောင်ပါဘူးပေးမယ်ညီမလေးမသားမလို့ရတယ်လားလက်မေးဆိုင်ဆိုရင်အထင်မသေးနဲ့နော်ထင်မသေးနဲ့ပေါ့သေးမအောင်နေနော်ရတယ်မောင်လမ်းမေးရောင်းရတော့ကွာပြောတာအန်တီကိုခေါ်တယ်ကလပ်စစ်လက်ဖိတ်တန်ဟုတ်ကဲ့အဲ့ဒါတခုဘယ်လောက်တုန်းက200တုန်းကခေါ်တာဟုတ်ကဲ့အန်တီတဲ့လိုက်ခဲ့ပါတဲ့ကျွန်တော်တို့ဆရာနဲ့တွေ့ပြီးတော့တဲ့လာကတောင်းပါတယ်မတောင်းဘူးလို့ကိုကလမ်းဘေးပဲပြောတာသူတို့ရှိရောက်ရင်သူတို့လာကယူပြီးရင်အန်တီမနာတော့ဘူးလေမဆောင်အောင်10ခုလောက်ပဲဆောင်မလားဒါကုန်ပြီနော်ဒါဒီမဲ့ငါပေါ်တာဒီမဲ့လောက်ပေးလားဒီမကောင်းတဲ့နေ့ပဲနားတာအော်ဒီမကောင်းတဲ့နေ့ပဲနားကြံတဲ့နေ့အကုန်ထွက်တယ်ကျေးဇူးတင်ပါတယ်နော်သမင်းရှင်လေဟုတ်တယ်တို့ဘောဓာတွေဘောဓာပေါ်ကျွတ်တွေနော်သမင်းရှင်လေသူတို့ကလည်း45တဲ့မုံကိုစောင့်ပြီးစားကြတာလေနော်45တဲ့ဆိုကြာကြီးပဲဥစားဟုတ်တယ်မလားဘောဓာဒါဒီနေ့ကမိုးအောင်လို့မလေးနေပူလဲစောင့်စားကြတာဘောဓာတွေကဘောဓာပေါ်ကျွတ်တွေလို့သစ္စာရှိဆုံးကသူတို့ပဲနော်သူတို့ပဲဟုတ်ကဲ့စေတနာမှန်ရမှာကိုလို့သစ္စာရှိရမှာသူတို့လို့လို့လားအန်ဒီကနော်စေတနာရှိရမှာလေဒေးတဲ့ဘသူလာတန်ရမှုရှိလို့တရုတ်တွေရောဂျပန်တွေရောလာသတာပေါ့ဟုတ်တယ်မလားဒါပေါ့နိုင်ငံတကာကြီးအားပေးရဒါဒီမို့လို့ဈေးချိုတုန်းကဆိုတိုးရစ်တွေလာစားကြတာတိုးရစ်တွေဆိုသဘောတွေကြာနေမဟုတ်ဘူးလေငါတို့မှ100ရောင်းနေတယ်လေပုံမရောင်းနေဘူးနော်မလဲတိုးရစ်တယောက်ကဆိုဘယ်လိုပြောတာမှတ်တယ်မေးတယ်တဲ့ကောင်မလေးကိုမေးခိုင်းတာမေးပေးသမ်းမှာတဲ့
ဘယ်ရွာလောက်တာလို့ပြောလိုက်တော့ငါအမေဘိုက်ထဲကတည်းကမုံတက်လက်လောက်တာတို့ဒီတယောက်ကဘာဖြစ်လို့လုံးလို့ငါတို့မရဲ့လို့ပြောသားမှသူတယ်ဒီမဲတဲ့ကောင်းလို့တဲ့တခုကိုဘလောက်တုံးတယ်အန်ဒီကစကားမအင်္ဂလိပ်လိုမပြောတတ်တော့200နဲ့တရွက်ကြက်လိုက်တာလေကြက်နဲ့တခုကို300အဲ့တော့300တဲ့တော့ဘယ်လိုပြောမလဲတန်လို့ကောင်းလဲကောင်းတယ်တန်လဲတန်အဲ့တော့ကိုကလေနိုင်ငံရေးကောင်းတော့လာကြတာတို့ဒီတေအန်ဒီက200ပဲရောက်မှာပေါ့သူတို့ပို့ရောင်းလို့ဖြစ်မလား ဟုတ်တယ် သူတို့ပို့ရောင်း900ပို့ရောင်း300အသက်တလုံးစားရမှာမဟုတ်ဘူးဟုတ်လား မှန်တယ်ဗော အဲ့ကြအန်ဒီက900ခုလက်တူတဲ့လားဝယ်တဲ့လူတဲ့အန်ဒီတက်လေးဈေးဝယ်တယ်တက်ဘူးလို့အမလို့ဆိုတစ်ပင်ကနိုင်နေလို့တစ်ပင်မျက်မှတက်မှာနော်တစ်ပင်ကနိုင်နေရလေ